ဦးရီဟင်းကားပြီးရင်ဒီနေ့ရဲ့ special menu ငါးကြော်ချက်ငါးကြော်ကိုကိုင်းခရမ်းကျင်ဒီနဲ့နှစ်လုပ်ပြီးမှချက်ပါမယ်ဒါကတော့ကိုင်းခရမ်းကျင်ဒီကိုကြိတ်ထားတာပါမြန်ကြက်အောင်လို့ပါအဖက်လိုက်ထည့်လည်းရပါတချို့ကျတော့အဖက်လိုက်ကြိုက်တယ်ကျွန်တော်တော့မြန်ကြက်အောင်လို့ကိုင်းခရမ်းကျင်ဒီကိုကြိတ်ထားတာပါဒါတော့ငါးကြော်ပါငချင်းတပိတ်တာကိုကြော်ထားတာပါဒါကတော့ဖီလေးပါဖီလေးကတော့ငါးကြော်တဲ့ဖီကိုတုံးလိုက်လို့နည်းနည်းလေးအယောင်လေးရင့်နေပါတယ်ဖီလေးကိုဖူအောင်ထည့်ပါမယ်ဖီဖူပြီးပြင်ချက်တုံပြူချက်တုံဒီထည့်အဲ့မထည့်ခင်ဖနွင်းလေးထည့်မှအရင်မွေးပါပြီးမှချက်တုံနီထည့်မယ်ချက်တုံနီထည့်ပြီးမွေးပါတချို့ကချက်တုံနီထည့်ပြီးပြစ်ထားတဲ့အတိုင်းတွားရင်မီးတူးတတ်တယ်နော်ချက်တုံနီထည့်ပြီးဝိုင်းမွေးပါဘေးနားမှာစောင့်ပြီးမှချက်တုံနီနွားလာတဲ့အထိမွေးပါမွေးမယ်ဖြည်းချင်းတော့မွေးအကြာကြီးမထားနဲ့အကြာကြီးထားရင်ပြီးရင်ချက်တုံပြူလေးထည့်မယ်ချက်တုံလေးနည်းနည်းလေးနွားလာပြီဆိုတာလည်းချက်တုံပြူလေးထည့်မယ်ချက်တုံပြူနဲ့လည်းတေချာပြန်မွေးချက်တုံပြူမွေးပွားရင်အမှငရုတ်တီထည့်ငရုတ်တီမုတ်ထည့်ပြီးရင်ငပိလေးထည့်အပိလေးထည့်နည်းနည်းမွေပြီးရင်ငပြရည်လေးတစ်စုံထည့်ပါမယ်ငပြရည်လေးတစ်စုံတွက်ပြီးရင်ငပိနတ်နေငပြရည်နတ်နေဖိတက်ထားတဲ့အနံ့လေးတွေမွေးတာပါပြီငပိလေးကိုကြည်အောင်နည်းနည်းလေးခြေပေးပါကျွန်တော်ကလောလို့တာငပိကိုဒီတိုင်းအတုံးလိုက်ထည့်တာပါအမှန်ကျရင်ငပိကိုအရေးဖြော်ပြီးမှထည့်ရင်ပိုမြန်ပါတယ်ကိုတုံးမဲ့ငပိကိုပေါ့နော်ရင်သွေးလေးနဲ့ဖြော်ပြီးမှထည့်ရခါကျရင်ပိုမွေးလို့ကောင်းပါတယ်ကျွန်တော်တော့ခဒီနေ့မြန်ချက်တဲ့ခါကျတော့ငပိကိုအတုံးလိုက်ပဲထည့်လိုက်တာပါဒီတက်တဲ့အချိန်မှာ view file ရမှာလေဘေးနားမှာနေမှအမြင်ပြတ်မွေပြီးမှဆင်ပြေတာဒါကကိုက်ခန်းကျင်ဒီစိတ်ထားတာလေးထည့်ပါမယ်ကိုက်ခန်းကျင်ဒီနဲ့ရိုးခန်းကျင်ဒီနဲ့မတူပါဘူးရိုးခန်းကျင်ဒီကထည့်ရင်အချင်တက်ကတိတ်မလေးဘူးအခုချိန်ကကိုက်ခန်းကျင်ဒီကအချင်တက်ကပိုကောင်းတယ်နည်းနည်းပိုချင်တာပေါ့ဗျာမွေမယ်ကိုက်ကန်းကျင်ဒီလေးကိုဖြေးလေးမွေမယ်ထည့်ရင်လည်းကိုက်ကန်းကျင်ဒီလေးမွေရဲ့ခါကျရင်နော်အမြဲတမ်းမွေပါခဏထားပြီးမှအကြာကြီးပြစ်ထားတာမျိုးမလုပ်ပါနဲ့မီးတူးတတ်ပါတယ်အနစ်ချက်တဲ့ခါကျရင်ကဲငါးကြော်လေးကိုထည့်ပါမယ်ကိုက်ကန်းကျင်ဒီလေးတွေဖီးပြန်လာပြီငါးကြော်လေးထည့်မယ်ငါးကြော်လေးကိုမွေပါမယ်တေချာအနစ်လေးတွေနဲ့တမအောင်မွေပါဖြည်းမွေပါတအားကြီးမမွေပါနဲ့နော်ဘာဖြစ်လဲဆိုတော့ငါကြော်ထားတဲ့ခါကျတော့ကြေမှာဆိုးလို့ပါဖြည်းချင်းမွေပါစိတ်ရှိလက်ရှိမွေပါငါတပိတ်တာဖြစ်တော်တော်စားရတယ်အိမ်သား၄ယောက်လောက်ကိုမနေ့ညကောင်းစားလို့ရတယ်ဘဝလင်းလည်းစားရတယ်ငါကြော်ချက်ကဲခုဖင်အရာရတာရှိတယ်ငါကြော်ချက်လေးရပါပြီပကံနဲ့မဆန့်လို့နန်းကြီးတုံနေတဲ့ဗလုံနဲ့ထည့်ပါမယ်ငါကြော်ချက်ကိုငါကြော်ချက်ကိုဗလုံကြီးနဲ့ထည့်ပါမယ်ပြီးွားရင်နန်းပင်လေးငါကြော်ချက်ပေါ့အလားဖင်ပါမယ်ကျွန်တော်တို့နန်းပင်ချက်တုံမိတ်အရန်ကြိုက်ပါတယ်အဲဒါကြောင့်နန်းပင်ထည့်တာပါကဲခုဆိုရင်အရန်လာတဲ့မြမဟင်းသမင်းတစ်ခွက်ဖြစ်တဲ့ငါးကြော်ချက်ရပါပြီငါးကြော်ချက်ရပါပြီအရန်လာပါတယ်အယောင်လေးကဆိုမှ
အနံ့နဲ့မွေးလို့ကဲအခုဆိုရင်ဟင်းနေရအောင်ဝေဒီထောင်းရယ်ဟင်းရယ်ဟင်းကားရယ်ငါးကြော်ချက်ရယ်ရပါပြီ